လေရင်မှုကလေးထုခုလက်ထောက်ရှိနေထိပါသူစိတ်ကြိုက်ဘဝတွေယာရုတွေနဲ့နေကျင်တိုင်းနေခဲ့တဲ့သူကတော့အမေရိကန်နိုင်ငံရဲ့အပြောင်မြောက်ဆုံးနဲ့အသက်အငယ်ဆုံးလူလိမ် Frank William Elbert ပဲဖြစ်ပါတယ်။ Frank ကိုဖမ်းမိခဲ့တဲ့ FBI ရာရှိက Carl ဖြစ်တယ်လို့ Carl ဖမ်းမိတဲ့အချိန်မှာတော့ Frank တယောက်ချက်လက်မှတ်အတုတွေနဲ့ဘဏ်ပေါင်းစုံကနေဒေါ်လာ4 သန်းအထိလိမ်ညာထုတ်ယူခဲ့ပြီးပြီပဲဖြစ်ပါတယ်။ညံကောင်းလုံးတဲ့ Frank တယောက်အမေရိကန်နိုင်ငံသားဖခင်ဖြစ်သူနဲ့ပြင်သစ်နိုင်ငံသူမိခင်ဖြစ်သူတို့ကမွေးဖွားလာခဲ့တာပဲဖြစ်ပါတယ်။အမြဲလိုစူးစမ်းနေတဲ့ဖခင်ဖြစ်သူက France 16နှစ်ပြည့်ကန်ဒီမှာစီးပွားရေးကျဆင်းလာခဲ့တယ်လို့ဗန်ရီစီကချီးငွေရဖို့ကြိုးစားခဲ့ပေမဲ့ဘယ်ဘန်းမှထုတ်မချီးပေးတဲ့အခြေအနေဖြစ်နေခဲ့ပါတယ်။ဒါကြောင့်ပဲကာရောင်အိမ်ပြောင်းတဲ့အခြေအနေထိဖြစ်လာခဲ့ပြီး Frank ရဲ့16နှစ်ပြည့်မွေးနေ့မှာတော့ဖခင်ဖြစ်သူက$25ပါတဲ့ Frank ရဲ့နာမည်နဲ့ဘန်စာအုပ်တုပ်ကိုမွေးနေ့လက်ဆောင်အဖြစ် Frank ကိုပေးခဲ့ပါတယ်။အိမ်ပြောင်းပြီးတဲ့နောက်မှာ Frank မှာကြောင်းပြောင်းခဲ့ရပြီးပထမဆုံးကြောင်းတက်တဲ့နေ့မှာတော့ပြင်သစ်စာအစားထိုးဆရာအဖြစ်ဟန်ဆောင်စာသင်ခဲ့တာကြောင့်မိဘခေါ်ခံခဲ့ရပါတယ်။မိခင်ကပြင်သစ်သူဖြစ်နေတာကြောင့် Frank အတွက်ပြင်သစ်စာကအခက်အခဲမဟုတ်ဘဲညံကောင်းတဲ့ Frank ကတော့ကျောင်းသူတယောက်ကိုပါခွင့်စာအတုလုံနေတင်ပေးလိုက်ပါသေးတယ်။စီးပွားရေးကျဆင်းလာတဲ့နောက်ဖခင်ဖြစ်သူရဲ့ဆိုင်ပိတ်ထားခဲ့ရတယ်လို့အဆုံးအသက်အနေနဲ့ Frank ရဲ့မိဘတွေကကွာရှင်းပြက်စတဲ့အထိဖြစ်လာခဲ့ပါတယ်။မိဘတွေကွာရှင်းတာဆိုပေမဲ့ Frank အတွက်ဘယ်သူနဲ့နေမယ်ဆိုတာကရွေးချယ်စရာဖြစ်လာခဲ့ပြီးဆယ်ကျော်သက်မိကောင်ပေါက်16နှစ်သားလေးဘဝမှာဘာကိုရွေးချယ်ရမှန်းမသိတဲ့ Frank တယောက်အိမ်ကထွက်ပြေးဖို့ကိုပဲရွေးချယ်ခဲ့ပါတယ်။$25တန်ဘန်ဆောင်လေးတအုပ်ဖဲပါတဲ့ Frank အဖို့အိမ်ပြေးဘဝမှာနေစရာစားစရာကအခက်အခဲဖြစ်လာခဲ့ပြီးကိုပိုင်ဘန်ဆောင်လေးကိုနာမည်တွေပြောင်းရင်းဘန်တွေမှာအကြောင်းပြချက်မျိုးစုံနဲ့ပတ်စံလိုက်ထုတ်နေခဲ့ပါတယ်။လိန်တဲ့နေရာမှာပါရမီပါတယ်ပဲပြောရမလား။ဘာကောင်းကောင်းညံကောင်းအကွက်စီလုံးတဲ့ Frank တယောက်$5 $10လိန်ထုတ်တဲ့ဘဝကနေတနေ့မှာအားလုံးလေးစားကြတဲ့လေရင်မှုဆိုတဲ့ဘဝကိုအမှတ်မတင်တွေ့လိုက်ရပါတယ်။ခလေးစခွေးဆုံးသဘောကျတဲ့လေရင်မှုဘဝကိုအရယူဖို့ Frank တယောက်စဉ်းစားမိခဲ့တယ်လို့16နှစ်သားလေးကတော့သူသိချရတဲ့ဖခင်စီအိမ်ပြေးဘဝနဲ့အဆက်အသွယ်မပြတ်စာရေးရေးနေခဲ့ပါတယ်။သူများတွေလိုကြောင်းတက်အလုံးဝင်တာတော့မဟုတ်ဘဲ Frank တယောက်လေရင်မှုဘဝကိုခုံတက်ချင်တာဖြစ်ပြီးပထမဆုံးခြေလှမ်းအဖြစ်လေးလာရေးကြောင်းသားဟန်ဆောင်ရင်းလေရင်ကုမ္ပဏီတစ်ခုမှလိုအပ်တာတွေကိုစုံစမ်းနေခဲ့ပါတယ်။လေရင်မှုတယောက်ဖြစ်ဖို့သက်ဆိုင်ရာလေကြောင်းလိုင်းရဲ့ထောက်ခံစာပြင်ယူနီဖောင်းပြည့်စုံကအဓိကအချက်ဖြစ်လိုအပ်ခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ပဲ Frank တယောက်တက်တန်းကုန်နေတဲ့ထောက်ခံစာပြင်ပန်အန်လေကြောင်းလိုင်းရဲ့တရားဝင်ယူနီဖောင်းကိုဟိုတယ်မှာရှော်ရင်းပျောက်သွားသလိုဟန်ဆောင်ပြီးရယူနိုင်ခဲ့ပါတယ်။ဝစ်စုံယူရင်လေရင်မှုတွေကလာစာကိုချက်လက်မှတ်နဲ့ရတယ်ဆိုတာကိုသိလိုက်ရပြီး Frank တယောက်နေချင်းညချင်းလူတိုင်းသဘောကျရတဲ့လေရင်မှုဘဝကိုရောက်ရှိသွားခဲ့ပါတယ်။လေရင်မှုဆိုတဲ့ဂုံရဲ့အောက်မှာဘန်ရီကလည်း Frank အတွက်အလွယ်တကူငွေထုတ်ပေးလာခဲ့တယ်လို့ Frank အတွက်လာစာချက်လက်မှတ်တို့လုပ်ရတာကလည်းစိန်ခေါ်မှုတစ်ရပ်ဖြစ်လာခဲ့ပါတယ်။လေရင်ငယ်ပုံစံစီကတစိမ့်ကောင်းကိုပိုင်လောက်ချက်လက်မှတ်အတုနဲ့အတူ Frank တယောက်ဘန်တိုင်းမှာလာစာလှက်ပတ်ထုတ်ယူနေခဲ့ပြီးတရက်မှာတော့လေစိတ်မှာငွေထုတ်ရင်းလေရင်အကူမောင်းရဖို့ဖြစ်လာခဲ့ပါတယ်။လေရင်အကူဆိုတာဘာရဲတော့မဟုတ်ပဲလေရင်ကောင်းကန်းတွေကအဓိကပိုင်းလော့တွေရဲ့နောက်မှာထိုင်ရတာဖြစ်တယ်လို့16နှစ်သားလေးကတော့သူ့ရဲ့ပထမဆုံးလေရင်စီးအထွေးကြုံမှာကြောက်ရွံ့နေခဲ့ပါတယ်။အဖေဖြစ်သူကတော့တကယ်အခုလေရင်မှုလုပ်နေတယ်လို့ဟန်ဆောင်စာရီရေးသားနေခဲ့ပြီးလေရင်မှုပေါက်စလေးကတော့လေရင်မဲ့အချောလှလေးတွေနဲ့ပါနှစ်ပါးသွားရတဲ့အခြေအနေထိဖြစ်လာခဲ့ပါတယ်။ရုပ်ခန့်ရှိတဲ့ Frank တယောက်ဘန်ဝင်တန်းငငယ်လေးတွေစီချင်းခဲ့ရင်ရုပ်ရည်နဲ့ချက်လက်မှတ်အတုတွေကိုတုံရင်ငွေထုတ်နေခဲ့တယ်လို့ချက်လက်မှတ်တွေရဲ့လှုပ်ဆောင်မှုကိုလည်းအမြဲလေးလာနေခဲ့ပါတယ်။တရက်မှာတော့လေလံပွဲတစ်ခုကနေချက်လက်မှတ်ခဏန်းစစ်ဆက်တစ်ခုကိုဝယ်ခဲ့ပြီးတစ်ဖက်က FBI ကားတို့အဖေကလည်း Frank ရဲ့ချက်လက်မှတ်အတုတွေကြောင့်ခေါင်းစားနေကြရပြီပဲဖြစ်ပါတယ်။ Frank ရဲ့ဖခင်ဖြစ်သူကတော့သားဖြစ်သူကိုတကယ်လေရင်မှုထင်တဲ့အထင်ကြီးနေခဲ့ပြီး Frank ကတော့ဖခင်ဖြစ်သူကိုကားလက်ဆောင်ပေးနိုင်တဲ့အထိချမ်းသာနေပြီပဲဖြစ်ပါတယ်။ကားတို့ဖွဲ့ကတော့တနိုင်ငံလုံးကိုလှည့်ပတ်သွားနေတဲ့ချက်လက်မှတ်အတုတွေကိုခြေရာခံရင်းဒီနေ့မှာတော့ Frank ရှိနေမဲ့ဟိုတယ်ခန်းစီကိုဆက်ဆိုင်မြတ်မြတ်ရောက်လာခဲ့ပါတယ်။ကားကတော့အခွင့်အရေးရတော့ Frank ကိုဖမ်းဖို့လုပ်ခဲ့ပေမဲ့အရွယ်နဲ့မလိုက်အောင်တင်းငိမ့်ညံကောင်းလုံးတဲ့ Frank ကသူ့ကိုယ်သူအမေရိကန်လှုပ်ဝက်အဖွဲ့က Barry Allen ဖြစ်ကြောင်းပြောလိုက်ပါတယ်။မယုံရင်သူ့ပတ်စံအိတ်ကိုပါယူထားလို့ရတဲ့အကြောင်းနဲ့တရားခံကို FBI မရောက်ခင်သူတို့ဖမ်းလိုက်တာဖြစ်တဲ့အကြောင်းပြောရင်းအဓိကသက်သေတွေကိုသိမ်းဆည်းသွားမှာဖြစ်လို့ကားကိုအခန်းထဲမှာစောင့်နေဖို့အတီးပေါင်းနဲ့ဂျင်းထည့်ပြီးလက်သွားခဲ့ပါတယ်။ကားပတ်စံအိတ်ကိုဖွင့်လိုက်တဲ့အချိန်မှာတော့အထဲမှာကြော်ညာဆိုင်ရက်တွေနဲ့ပြည့်နေခဲ့တာဖြစ်ပြီးကားတယောက်အလိန်ခံလိုက်ရတာကိုသိတဲ့အချိန်မှာတော့ Frank ကလွတ်မြောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။လုံဖောက်ကင်ဘက်တွေရောအထက်ရာရှိတွေကပါဒီအမှုအတွက်ကားကိုအားမပေးပေမဲ့ Frank ရဲ့ရုပ်ရောအတန်မှာကြားလိုက်ရတဲ့ကားကတော့အဆုံးထိဆက်သွားဖို့ဆုံးဖြတ်ထားတာပဲဖြစ်ပါတယ်။တရက်မှာတော့လေရင်မှုလူလိမ့်ဆိုတဲ့အကြောင်းအရာကသတင်းထဲမှာပါလာခဲ့ပြီးဒါကိုကိုယ်တိုင်တွေ့လိုက်ရတဲ့ Frank ကတော့သူ့ဘဝကိုပြောင်းလဲမှရတော့မယ်ဆိုတာကိုသိလိုက်ပါတယ်။16နှစ်သားလေးပြီး James Bond ရုပ်ရှင်တွေကြည့်ရင်သူ့ကိုယ်သူ James Bond ပုံစံအထိလုံးလုံးရှားရှားပြောင်းလဲလိုက်ရင်ရုပ်ခန့်လေးကရှိနေတာကြောင့်ပြိုတိုင်းကြိုက်တဲ့နှင်းစီကိုင်ဖြစ်လာခဲ့ပါတယ်။ Frank တယောက်အတူအိတ်တဲ့ model စီကချက်လက်မှတ်အတူနဲ့ပြန်အပ်ငွေယူနေတဲ့အချိန်မှာတော့တစ်ဖက်ကကားတယောက်သူ့အင်ဂျီတွေအယောင်စွန်းကုန်လို့စိတ်ညစ်နေရတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ Christmas ညမှာတော့အလုံးလုံးနေတဲ့ car စီကို Frank တယောက်ဖုန်းဆက်လာခဲ့ပြီးလက်ရှိသူဘယ်မှာလဲဆိုတာနဲ့ရှေ့ဆက်ဘယ်သွားမယ်ဆိုတဲ့အကြောင်းကြားလာခဲ့ရင်ကားကိုအရင်ကဖြစ်ပျက်ခဲ့တာတွေအတွက်တောင်းမယ်တဲ့အကြောင်းပြောလာခဲ့ပါတယ်။တရက်မှာတော့ Frank ပြောနေတဲ့ Barry Allen ဆိုတာ comic စာအုပ်တွေက
က flash ဇက်ကောင်မှန်တည်သွားခဲ့ပြီးသူတွေ့ခဲ့တဲ့လူလိမ်လေးကအိမ်ပြေးကလေးလေးတယောက်ဆိုတာကိုတည်သွားခဲ့ပါတယ်ကလေးတယောက်ဖြစ်နေတာကြောင့်သူတို့ရှာနေတဲ့လက်ဖွေတွေတက်တွေမရှိမှန်းတည်သွားခဲ့ပြီးလက်တလောအိမ်ပြေးကလေးငယ်တွေကိုစုံစမ်းရင်း Frank ရဲ့မိခင်ဖြစ်သူစီကိုရောက်ရှိသွားခဲ့ပါတယ် Frank ရဲ့မိခင်စီကနေတဆင့်ကားတယောက်သူမြင်ခဲ့တဲ့ Frank ရဲ့မျက်နှာကအစစ်မှန်ပဲဆိုတာကိုသိလိုက်ရပြီးမိခင်ဖြစ်သူကတော့ Frank လိန်ထုတ်ထားတဲ့ပတ်စံတွေကိုပြန်ပေးမယ်